မင်္ဂလာရှိသောနေ့လေးတစ်နေ့ပါရှင်ဒီနေ့မှာကျမတို့ YouTube Channel ကနေစိတ်ရင်းငိမ်ချိန်မှာစိတ်ခွန်အားဖြစ်စေခဲ့တဲ့ဂျူလူမျိုးတွေရဲ့အသိဉာဏ်ပညာနဲ့ပတ်သက်ပြီးစာရေးဆရာကြီးဂုံပြောင်းကိုရေးသားပြုစုခဲ့တဲ့ထားမှုဓမ္မဟောင်း Channel မှာဘဝတစ်ခုနဲ့တွေ့ဆုံခြင်းဆိုတဲ့စာအုပ်လေးတွေကရောက်ခမဆိုတာဇနီးတဲ့ရဲ့အနာဂတ်ပဲဆိုတဲ့အကြောင်းအရာကောင်းလေးတစ်ခုနဲ့ထပ်မံမိတ်ဆက်ပေးသွားခြင်းပါတယ်ရောက်ခမဆိုတာဇနီးတဲ့ရဲ့အနာဂတ်ပဲအာခီဘာရဲ့သမီးကလည်းသူမရဲ့ခင်မွန်းတဲ့ဘန်အာဆာအီကိုသူ့မိလုပ်ခဲ့တဲ့ပုံစံအတိုင်းတပုံစံနဲ့လုပ်ခဲ့ပါတယ်။အဲ့ဒါကတော့အောက်ပါစကပုံကိုမြင်အောင်မိစေပါတယ်။တိုးဟာတကောင်နောက်ကိုတကောင်ရှောက်လိုက်တယ်လို့မျိုးသမီးဆိုတာကလည်းသူ့မိနောက်ကိုလိုက်တယ်။ Katupo 63A ဘလို့လုပ်ပြီးတော့အဲ့ဒီလိုတတိရှိနိုင်ခဲ့ရတာလေ။ငယ်ရွယ်နှုတ်ပြစင်နေ့ရက်တွေကဇနီးတွေကိုရွေးချယ်ခဲ့မိတဲ့အလုပ်ကိုပြန်မြင်အောင်ကြည့်ရင်အံ့ဩမိပါတယ်။ထင်ရှားပြတ်သားတဲ့ကိုပိုင်ဆန်သတ်မှတ်ချက်တွေရှိခဲ့တာလည်းမဟုတ်ပဲနဲ့သူမနဲ့ထက်ရမယ်လို့စိတ်ဆုံးဖြတ်ပြီးလက်တွေ့အဖြစ်ရဲရဲဝံ့ဝံ့ကူးပြောင်းခဲ့တဲ့အချက်ကတော့အလွန်အင်မတန်တတိရှိတဲ့အပြုအမူဖြစ်ခဲ့ပါတယ်။အိမ်အောင်ရေးပေါ်ရှုမြင်တဲ့လူတွေရဲ့အမြင်ဟာတဖြည်းဖြည်းနဲ့ပြောင်းလဲလာနေပြီဖြစ်တဲ့အတွက်ရှေးရိုးဆန်တဲ့အိမ်အောင်ကြီးကရှေ့လျှောက်မှာရောဆက်လက်တည်ရှိနေနိုင်ပါဦးမလားဆိုတာကိုစိုးရင်ပူပန်နေကြတဲ့လူတွေလည်းရှိပါတယ်။ကျွန်တော်အတွေးလည်းအဲ့ဒီလိုပါပဲ။ရှေ့လျှောက်မှာရှေးရိုးဆန်တဲ့အိမ်အောင်ရေးပုံစံနဲ့အိမ်အောင်ရေးပေါ်ထားရှိတဲ့အသိဉာဏ်တော်တော်များများကရိမ့်ရိမ့်သွားအောင်ပါပါ။လက်ထက်တဲ့အသက်အရွယ်နဲ့လက်ထက်ပွဲကျင်းပတဲ့နီလန်လက်ထက်ပြီးနောက်ပိုင်းရဲ့ဘဝနေထိုင်မှုပုံစံအစရှိတာတွေကလည်းအရင်ကနဲ့ကွာခြားသွားအောင်ပါပါ။ပြီးတော့ကျွန်တော်တို့လူဖွဲ့စည်းမှလည်းလက်ထက်ပြီးသွားပြီလားခင်ဗျာ။ဒါမှမဟုတ်ကလေးဘယ်နှယောက်ရှိပါသလဲခင်ဗျာ။တို့လိုကိုကြီးကိုယ်ထားဆန်တဲ့မိကွန်းထုတ်မှုကိုတားမြစ်ပိတ်ပင်လာကြမဲ့အချိန်ခါကလည်းတိတ်မလိုတော့ဘူးလားတော့မသိပါဘူး။အိမ်ထောင်ပြုခြင်းလူသားမျိုးနွယ်ကိုထိမ့်သိမ်းဆောက်ရှောက်သောအခြေခံကျသည့်စနစ်လောကကြီးကစာချုပ်အားလုံးဟာတဖြည်းဖြည်းနဲ့တိုးတောင်းလာနေပါပြီ။အလောက်ခန့်အပ်တဲ့စာချုပ်ကိုပဲကြည့်ရင်တော့တဖြည်းဖြည်းနဲ့ကာလတိုဖြစ်လာနေပါပြီ။ဒါဟာပတ်ဝန်းကျင်အနေထားပြောင်းလဲမှုကြောင့်လည်းဖြစ်ပေမဲ့တာဝန်သိစိတ်နဲ့လည်းနှဆိုင်နဲ့ဆက်ဆက်မှုရှိနေတယ်မဟုတ်ဘူးလားခင်ဗျာ။အိမ်အောင်ပြုတယ်ဆိုတာဟာလူသားတဦးကတခြားသူတဦးနဲ့ချုပ်ဆိုနိုင်တဲ့အရှိလျားဆုံးစာချုပ်ထဲမှာပါဝင်နေပါတယ်။ကာလရှည်စာချုပ်လို့ခေါ်ရင်တော့မလွန်လောက်ပါဘူး။ပြန်မြလူသက်တမ်းရှည်လျားလာတဲ့ခီးရည်စည်းကြောင်းကိုစဉ်းစားမယ်ဆိုရင်အများဆုံးအနှစ်60ကနေအနှစ်80အတွင်းအပြန်အလှန်တာဝန်ဝတ္တရားတွေကိုခြေပြောင်ထမ်းဆောင်ရမှာကအိမ်အောင်ပြုခြင်းပါပဲ။တဖြည်းဖြည်းနဲ့လူငယ်တော်တော်များများကအိမ်အောင်ပြုခြင်းကိုမဖြစ်မနေမဟုတ်တော့ပဲရွေးချယ်စရာတစ်ခုအဖြစ်တွေးနေကြပါပြီ။အဲ့ဒီနေရာမှာတော့အတိုင်းအတာတစ်ခုအထိခိုင်လုံတဲ့အကြောင်းရင်းရှိနေပါတယ်။စီးပွားရေးအရာတဖြည်းဖြည်းခက်ခဲကျက်တဲလာတဲ့ခေတ်ကြီးထဲမှာအိမ်အောင်ပြုတာကအဖက်ဖက်ကနေဝင်ပြီးစေတဲ့အလုပ်တစ်ခုလည်းဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပါ။အဲ့ဒီအတွေးခေါ်ကမှန်တယ်မှားတယ်လို့တော့ဒီနေရာမှာသုံးသပ်အကဲဖြတ်သွားဖို့အတွေးမရှိပါဘူး။တစ်ခုရှိတာကတော့နားလည်ပေးနိုင်ပါတယ်။အိမ်အောင်ရေးပေါ်ထားရှိတဲ့အမြင်တွေဘလောက်ပဲပြောင်းလဲလာနေပြီပြောအိမ်အောင်ပြုတယ်ဆိုတာကတော့အရင်တိုင်းဒီလောကကြီးကိုတည်တံ့ခိုင်မြဲစေပြီးလူသားမျိုးနွယ်ကိုထိမ့်သိမ်းဆောက်ရှောက်တဲ့အခြေခံအကြဆုံးစနစ်တစ်ခုဖြစ်ပါတယ်။ပြီးတော့လောကကြီးဘလောက်ပဲပြောင်းလဲလူသားတွေရဲ့ပင်ကိုယ်သဘောတဘာဝကတော့အကြီးအကျယ်ပြောင်းလဲသွားတာမရှိဘူးဆိုတဲ့အမှန်တရားကိုခေါင်းထဲမှာမှတ်သားထားမယ်ဆိုရင်အိမ်အောင်ရေးနဲ့ပတ်သက်တဲ့ထားမှုဓမ္မဟောင်းကျင်းရဲ့အသိဉာဏ်ပညာကိုနားထောင်ကြည့်တာကလည်းအကူအညီဖြစ်စေမှာပါ။ဇနီးမယားမရှိတဲ့ဂျူးလူမျိုးဟာဘဝမှာငြိမ်းချမ်းမှုကိုပျော်မွေ့ခံစားဖို့ခက်ခဲတယ်။ Rebamo 63B လက်ထပ်ပြီးနေထိုင်သွားခြင်းရဲ့အရေးပါပုံနဲ့တန်ဖိုးကိုအလေးပေးပြောပြတဲ့စကားဖြစ်ပါတယ်။တေချာတာကတော့လူပေါ်လိုက်ပြီးမတူညီတဲ့ထင်မြင်ယူဆချက်တွေလည်းရှိနိုင်ပေမဲ့လက်ထပ်ခြင်းကဘဝမှာတည်ငြိမ်မှုနဲ့ဆွတ်လွတ်ပေးဆက်ရမယ့်အရာကိုပေးတယ်ဆိုတဲ့အချက်ကိုတားပေးဖော်ပြနေပါတယ်။ထားမှုဓမ္မဟောင်းကျမ်းကတော့လူရင်းဆန္ဒနဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်ကြတဲ့အချက်ကိုထည့်သွင်းပြီးအိမ်အောင်ရေးရဲ့လိုအပ်ချက်ကိုအလေးပေးဖော်ပြထားပါတယ်။ဇနီးမယားကခင်မွန်းတဲ့ကိုအပြစ်ကနေကယ်တင်ပေးတယ်။ Rebamo 63B တာယာပျော်ရွှင်ပွဲကောင်းတဲ့အိမ်အောင်တဲ့ဘဝကဘလောက်တောင်ကြီးမားတဲ့ဝမ်းသာပျော်ရွှင်မှုကိုပေးစွမ်းတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့လေပွင့်လင်းမြင်သာတဲ့စက်ကြောင်းကိုပြောပြပေးထားပါတယ်။ရှေ့အခန်းမှာလည်းမိတ်ဆက်ပြောပြပေးခဲ့မှုတဲ့စကားဖြစ်ပါတယ်။လှပတဲ့ဇနီးကပျော်ရွှင်မှုကိုစောင့်ကျဉ်ပေးုံသာမကခင်မွန်းရဲ့ဘဝကိုလည်းနှစ်ဆပိုကြီးမားကျယ်ပြန့်အောင်ပြုလုပ်ပေးတယ်။ Rebamo 63B သားသမီးသည်မိဘနှင့်တဖြည်းဖြည်းချင်းတူလာကြသည်ဒီလိုမျိုးလူတစ်ယောက်ရဲ့ဘဝမှာအိမ်အောင်ပြုခြင်းနဲ့အိမ်အောင်ဘက်ရဲ့ဖြစ်တည်မှုကအရေးကြီးပါတယ်။အဲ့ဒါဆိုရင်အိမ်အောင်ဘက်ကောင်းကိုဘယ်လိုမျိုးရှာတွေ့နိုင်မလဲ။တဖြည်းဖြည်းနဲ့ဘဝကပုံမခက်ခဲကြမ်းတမ်းလာပြီးရဝိထုပစ္စည်းရဲ့အရေးပါမှုကနေ့စဉ်နဲ့မျှပုံမကြီးမားလာနေတဲ့ဒီခေတ်ကြီးထဲမှာတော့
ရုပ်ဝတ္ထုပစ္စည်းကဆုံးဖြတ်ချက်တိုင်းရဲ့အဓိကနေရာကိုတိမ့်ပိတ်ထားတဲ့လားလာကပိုများပါတယ်။အဲဒါကြောင့်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အိမ်အောင်ဘက်ကိုရှာဖွေတဲ့သတ်မှတ်ချက်ဖြစ်တစ်ဖက်လူရဲ့စီးပွားရေးအခြေအနေနဲ့အရေးချင်းကိုပထမဦးစားပေးအဖြစ်သတ်မှတ်လာကြတဲ့အနေအထားကပိုများပါတယ်။ဒါပေမဲ့အဲ့ဒီလိုစံသတ်မှတ်ချက်ကတော့မှားယွင်းတဲ့ရွေးချယ်မှုကိုဆွဲခေါ်လာမဲ့အနေရရှိပါတယ်။ထားမှုဓမ္မဟောင်းကျမ်းကတော့လူငယ်တဦးအနေနဲ့ဇနီးမယားကိုရှာဖွေချိန်မှာကိုးကားနိုင်လောက်မဲ့လက်တွေ့အသုံးဝင်တဲ့အကြံပေးစကားကိုပံ့ပိုးပေးထားပါတယ်။ရှေ့မှာမိတ်ဆက်ပေးခဲ့တဲ့ကိုးကားစာကတော့ယဟူဒီဓမ္မဆရာအာခီဘာနဲ့သူ့ရဲ့ဇနီးသမီးဖြစ်သူတို့ရဲ့ဇာတ်ကြောင်းကနေထွက်ပေါ်လာခဲ့တဲ့အရာဖြစ်ပါတယ်။ယဟူဒီဓမ္မဆရာအာခီဘာကဇနီးတဲ့ရဲ့ခွင့်ပြုချက်အောက်မှာ24နှစ်လုံးအိမ်ကနေထွက်ခါကအကယ်ဒမီကျောင်းမှာခိတ္တခိုနာရင်စာပေလေ့လာပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။အာခီဘာရဲ့ဇနီးတဲ့ကတော့24နှစ်လုံးတကူတဲ့အိမ်နောက်တစ်ခုကိုထိမ့်သိမ်းဆောက်ရှောက်ပြီးသားသမီးတွေကိုပြုစုပြောထောင်ကခင်မွန်းတဲ့အနေနဲ့ထူးချွန်ထက်မြက်တဲ့ပုံကိုယ်တဦးဖြစ်လာစေဖို့ဆွတ်လွတ်ပေးဆက်ခဲ့တာပဲဖြစ်ပါတယ်။အာခီဘာရဲ့သမီးဖြစ်သူကလည်းသူ့အမေလိုပဲခင်မွန်းတဲ့အတွက်ဆွတ်လွတ်ပေးဆက်ခဲ့ပါတယ်။ဇနီးကောင်းတို့ဖြစ်ခဲ့တဲ့မိခင်ထံကနေဇနီးကောင်းတို့ရဲ့ပုံစံကိုလေ့လာသင်ယူခဲ့တဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ဒီလိုမျိုးအမေကိုကြည့်ရင်သမီးရဲ့အနာဂတ်ကိုခံမှန်းသိရှိနိုင်တာကြောင့်ဇနီးကိုရှာဖွေချိန်မှာတေချာပေါက်သမီးရဲ့အမေကိုယူတစိုက်ကြည့်ရှုပြီးတဲ့နောက်မှာဆုံးဖြတ်ချက်ချကြဖို့အကြံပြုပါတယ်။တကယ်လက်တွေ့ကျွန်တော်တို့လူဖွဲ့စည်းမှာလဲရောက်ခမကိုကြည့်ရင်ဇနီးတွေရဲ့အနာဂတ်ကိုမြင်နိုင်နေဆိုတဲ့စကားကလက်ဆင့်ကမ်းဆင်းသက်လာပါတယ်။အိမ်အောင်ပြူတာကလူတယောက်ချုပ်ဆိုနိုင်တဲ့အကြမြင့်ဆုံးအချိန်ကာလတစ်ခုကိုဖျက်ကျော်ရတဲ့စာချုပ်တစ်ခုဖြစ်တယ်ဆိုတာကိုခေါင်းထဲမှာမှတ်သားထားမယ်ဆိုရင်အမျိုးသမီးရဲ့လက်ရှိပုံစံကိုပဲကြည့်ရမှာမဟုတ်တော့ပဲသူမအမေရဲ့ပုံစံကနေအနာဂတ်ကိုကြိုမြင်အောင်ကြည့်တဲ့အလုပ်ကပြည့်ဝတတ်မှုရှိမှာပါတကယ်တမ်းမှာလည်းအချိန်တွေကုန်လွန်လာရင်သမီးဖြစ်ဖြစ်သားဖြစ်ဖြစ်မိဘရဲ့ပုံစံတိုင်းတဖြည်းဖြည်းချင်းဖြစ်လာတယ်ဆိုတဲ့အတွေးဝင်လာမိချိန်ကများပါတယ်လူတယောက်ကလူကောင်းဟုတ်မဟုတ်ဆိုတာကိုသုံးသပ်အကဲဖြတ်ချင်ရင်အဲ့ဒီလူရဲ့ပါဇက်ကိုယုံကြည်လို့မဖြစ်ပါဘူးစကားဆိုတာကအချိန်တရင်ကအတွင်းမှာတရုတ်ပြည်ကမဟာတတိုင်းကြီးကိုတောင်တိစောက်နိုင်တဲ့အတွက်ကြောင့်ပါဒီကြားထဲအဲ့ဒီလူလျှောက်လန်းလာခဲ့တဲ့လမ်းကြောင်းကိုအသေးစိတ်စောင့်ကြည့်ပြီးသူ့အကောင့်ထဲပေါ်ခဲ့တဲ့အောင်မြင်ပြည့်မြောက်မှုတွေကိုအသေးစိတ်လေ့လာဆန်းစစ်ကြည့်ဖို့လိုအပ်ပါတယ်အလားတူပဲအဲ့ဒီလူရဲ့မိဘတွေလျှောက်လန်းလာခဲ့တဲ့လမ်းကြောင်းနဲ့ကိုချင်းသိက္ခာကိုအသေးစိတ်စောင့်ကြည့်မယ်ဆိုရင်အိမ်အောင်ဘက်ရွေးချယ်ရမှာအကူအညီဖြစ်စေနိုင်ပါတယ်ဒီလိုအပိုင်းမှာသမီးဆိုတာကလည်းသူ့အမေနောက်ကိုလိုက်တယ်ဆိုတဲ့ထားလူဓမ္မဟောင်းကျမ်းရဲ့အသိဉာဏ်ပညာကတော့စိတ်ထဲမှာဆွဆွမြဲမြဲမှတ်သားထိုက်တဲ့တန်ဖိုးတစ်ခုရှိနေပါတယ်။နားထောင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ပြန်လည်ဆုံတွေ့ပါအောင်မယ်ရှင်။